ဝေဒနာဆိုတာခံစားမှုနံတရားတွေထဲမှာတော့အထင်ရှားဆုံးသောတရားပဲဒုက္ခဝေဒနာဆိုဘယ်လောက်ထင်ရှားတော့အော်ရဟေးရညီးရညူးရတော့ငိုရလောက်အောင်ထင်ရှားတယ်အမေကဲပါအဖေကဲပါလို့ပြောရလောက်အောင်ထင်ရှားတယ်တကယ်မဖြစ်သေးလို့ဖြစ်လာပြီဆိုလူလှိတ်အော်ဟစ်နေရလောက်အောင်ထင်ရှားတယ်ဒုက္ခဝေဒနာဘယ်လောက်ထင်ရှားတော့မလီကောင်းလိုက်တာထုတ်ဖို့ပြောရလောက်အောင်တော့ထင်ရှားတယ်ဟုတ်လားအထင်ရှားတာကဘယ်ဝေဒနာတော့အတုခမတုခဝေဒနာလို့ဆိုတော့ဥပေက္ခဝေဒနာဆင်းရဲတာလည်းမဟုတ်ချမ်းသာတာလည်းမဟုတ်ဘဝမှာအဖြစ်အများဆုံးသောဘုံဘုံတို့ရဲ့ခံစားမှုပေါ့ခံစားနေလို့ခံစားနေတယ်လို့တောင်မသိလိုက်ရတဲ့ခံစားမှုအလွန်နုညံ့သိမ်မွေ့တဲ့ခံစားမှုဥပေက္ခဝေဒနာကိုနားလည်ဖို့သိမလွယ်ဘူးဟုတ်လားပုံမှန်အဖြစ်ချမ်းသာခြင်းဆင်းရဲခြင်းမရှိရင်သူရှိနေတာပဲလို့လားရောပြီးတော့နားလည်ထားလိုက်တာကောင်းဟုတ်လားအဲ့ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောတော့ရိုးရိုးလေးဟောတာဘုံအလွန်သဘောကျတယ်ယတမေ